လူမှုကွန်ရက်ပေါ်မှာကြီးစုသူတန်းနဲ့ချီပြီးရေပန်းစားနေတဲ့ဒီပွဲတော်ကိုမြင်ဘူးကြပါသလားဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကြီးဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ Baguio Gong Festival ပဲဖြစ်ပါတယ်ဒီပွဲတော်ဟာဖိလစ်ပိုင်မြောက်ပိုင်းတောင်တန်းဒေသရဲ့ကျွယ်ဝတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုမောင်းတံဘုံတံတွေနဲ့အတူတနေရာထဲမှာအသက်သွင်းပြသတဲ့ပွဲပါအခုမြင်တွေ့နေရတာကတော့အာဘရာပြည်နယ်ကိုစားပြုအဖွဲ့ရဲ့တက်ကြွလှပတဲ့ဖျော်ဖြေမှု highlights တွေပဲဖြစ်ပါတယ်ရိုးရာအတိုင်းရက်လုထားတဲ့ဝတ်စုံတွေရဲ့ထူးခြားမှုမျိုးဆက်တစ်ခုကနေတစ်ခုစီလက်ဆင့်ကမ်းလာတဲ့သမိုင်းကြောင်းတွေနဲ့သူတို့ရဲ့ဂုဏ်ယူဝင်ကြွားမှုကိုဒီအကအလှတွေထဲမှာအထင်ရှားမြင်တွေ့နိုင်ပါတယ်ကမ္ဘာလက်ခရီးတွေကိုပါဖန်ဆားနိုင်တဲ့ဒီလိုရိုးရာပွဲတော်အလှအပတွေကိုတင်ကောသဘောကျရဲ့လားနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ကမ္ဘာနေရာစုံကယဉ်ကျေးမှုအကြောင်းအရာတွေကိုသိချင်ရင်တော့အခုပဲ follow လုပ်ထားဖို့မမိနဲ့နော်